အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တည်းရွှေအချိုးတွေလာပြီနော်ရွှေချိုးထဲမှာချပြီးတော့တွတ်ထုတ်လိုက်တဲ့ကဏ္ဍတွေကတော့လုံးဝအမှန်ကန်နေပြီပြီးခဲ့တဲ့ဘက်ကတော့အလုံးလေးမအားတာနဲ့ရွှေချိုးမတင်လိုက်အောင်အလုံးပဲတောင်းပန်ပါတယ်ဒီတစ်ပတ်ကတော့တစ်လုံးပိုင်ဆိုတော့သုံးအကြိုက်ဆုံးပဲကီးအနေနဲ့ဆိုရင်တော့1-4ခွန်ကြိုက်တယ်မထွန်းမရှိ3ခွက်ကိုပြောပါဆိုရင်တော့3-1ခွန်3 3-5 3လုံးကလုံးဝအကြိုက်ဆုံးပဲဗျာဒီတစ်ပတ်ကတော့အားလုံးပဲရွှေချိုးနဲ့ကံကောင်းနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်